ရောက်သွားတယ်ဖုံရဲ့အကြောင်းကိုရောက်နေတာပါဖုံဒေါက်တာနန္ဒမာလာရဲ့အကြောင်းကိုရောက်နေတာပါတန်ခါလေးတွေကိုရင်လေးတွေအများပဲလာပြီရှင့်ဟုတ်ကဲ့56နှစ်။မောင်လေးဓာတ်ပုံရိုက်ပေး ငဲတာရမယ်ကင်မရာရေးကြည့်လိုက်ပါရိုက်ပုံမှန်ရိုက်ဖေ။ကျွန်တော်ပွဲမကြည့်ပါဘူး။ကျွန်တော်အဲ့ဒါဘာသာနာမပါဘူးလေ။ အော်ကောင်းတယ်ဒီမှာပဲစောင့်နေတာကျွန်တော်ကတော့ပါဗျာဟဲ့မှာကတော့အခုမစလို့တော့တယ်ယူတယ်မသွား။ဟိုညတိတ်တွေးမခံ Happy birthday ဟုတ်ကဲ့။လာတော့နဲ့ဖုံဒေါက်တာနန္ဒမာလာပါကျုပ်ဆရာတော်ဖရာကြီးရဲ့အကြောင်းကိုရောက်နေတာပါမမလာမြင့်ရဲ့မွေးနေ့ကျမလည်းမေမျိုးရောက်နေတော့ကြုံလို့မမလာမြင့်ကိုလည်းလာတွေ့တာပြီးတော့အဓိကဖုံစီလည်းလာဖူးတာပါတန်ခါရအများပါကျုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာကျောင်းကိုလာဖူးတာပါဘုံကိုလာဖူးတာပါမိမျိုးရောက်တော့ဘုံဝင်ဖူးတာပါနောက်လေးဒီကောင်ကရေးချင်တာအမလေးရဲ့သမီးရဲ့ခဏလေးမရိုက်ပြလိုက်ကျေးဇူးပါဟုတ်ကဲ့သွားလိုက်တော့မနော်သွားလိုက်တော့ဖုံရဲ့ဖရာကမ်းမှာဖုံကကျမ်းမာရေးအရာလာဖူးတဲ့လူအားလုံးက max တက်ရပါတယ်ဖုံရဲ့ကျမ်းမာရေးကြောင့်ဖုံရဲ့ဖရာကမ်းဖုံရဲ့စာဖတ်ခန်းလေးစာဖတ်တဲ့နေရာလေးတွေပြမယ်ဒါဖုံလူဖို့ဖုံစာဖတ်တာဟိုဘက်တောက်မှာတစ်ခါဒါဖုံရဲ့စာအုပ်စင်နေ那个木沙发的呢？什么来的？可能干了。对吗？沙发的呢？么嘞？沙发的，我来了。那个木沙发的呢？这边嘛嘞，沙乌森的呢？木沙发的呢？这边长得酷。那个木也爱看。ဆုံးစားပါလားဒါဆောင်းစံဒါဖုံရဲ့စာအုပ်စင်းနေအထဲမှာလည်းရှိအောင်ပါဖုံလို့ခံနေမှာဖုံစာဖတ်တဲ့နေရာဒါတို့ပြုရင်ကောင်းတယ်ပါစောင့်ရမယ်တူတူလေးနော်ဟုတ်ပြီသားဒီနားမှာပဲတရားလေးမှတ်လိုက်တော့ရပြီနှခါလူရဲ့တင်ပါဗျအမပါဗျတင်ပါဗျဒီလိုနောက်မှာတော့တပည့်တော့ဖူးပါတင်ပါဗျ
နောက်ဆုံးမျက်နှာတာပို့ပေးလို့တစ်ခေါက်ရောက်သေးတယ်တင်ပါဗျာလာကွာမထုတ် ထိုင်လို့မရဘူးဒီဘက်ကိုွေးလို့မရဘူးလေ တင်ပါဗျာ ရမှာဘောဘောကိုယ်ကိုယ် ဣဒံမေပုံညာဒိဗ္ဗနာတပစ္စယောဟောတု ဒါ သာသာဗျာ ခွေးရတာမရခွေးလို့မရတင်ပါဗျာ တင်ပါဗျာ ကိုယ်ပါရတယ်အမဒီဘက်မှာထိုင်လိုက်ရိုက်ပြီးလို့ ဟုတ်ကဲ့ ကိုယ်လည်းဒီလိုပါပဲလက်နေမှာဘတ်လေးကလာချလို့ရပါတယ် ကျွန်တော်ဘုလိုကောလိုက်ပို့တော့လိုက် ရပါတယ်ရပါတယ်ရပါတယ်ဟိုဒုတ်လေးနဲ့လာပြီလိုက်ပါပြီလိုက်ပါပြီရှင်လိုက်ပါပြီရကိုလည်းရပါတော့နော်အော်ရအမေကြည့်လိုက်မင်းကြည့်လိုက်ဒါလေးကတိုင်းလိုက်မင်းရမှာတော့မဆူစရာဒါပြန်ပြီးအဲ့လိုလေးလိုက်ချင်တာကြောင်ဖောက်ပြရတဲ့ကောင်ပီပီဖြစ်နေ တင်ပါ ရှင်ဗျာဝယ်ပြီးလာတဲ့ ပွဲမမီ ဝယ် ဗျာ မပြီးလိုက်ဘူးဖေ မမီဗျာ အဲ့ဒီမှာဖမဟုတ်တဲ့တရားလေးပို့ပြီးမယ်မှာ ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါမဟုတ်ကဲ့ဘမတပည့်တော့တစ်ခုလျှောက်ချင်တာဗျာတော့ဟိုဂျမပြေရောက်တယ်ဆိုတာဟိုပါဗျာအနာဂံဖြစ်မှရောက်တယ်လဲပြောတယ် အနာကပြမရောက်တယ်ဆိုတော့ငါဘုတ်ပဲကြည့်ပြမဘုတ်ငါဘုတ် ဩတင်ပါဗျာ ငါဘုတ် တင်ပါဗျာ ကျန်တဲ့ဘုတ်တွေကတော့ဘုရုဇင်းနေနဲ့ရောက်ပါတယ် ဩတင်ပါဗျာ စာရရေးရောက်တယ် ဩတင်ပါဗျာ စာရရေးပဲဘုတ်ဘုတ်ပဲရောက်တယ် တင်ပါ အဲ့ ဗျာ ဒီငါဘုတ်ကတော့အနာကပြမရောက်တယ်တော့တော့ဝတ်တာငါဘုတ်လို့ခေါ်တယ် တင်ပါဗျာ Western Paradise တင်ပါဗျာတင်ပါဗျာ ဂူရီတီဘုတ်တို့ကတော့ တင်ပါရှင်းပါ အနာကပြမရောက်တာငါဘုတ် ငါဘုံတင်ပါရှင်းပါ လက်ဆဲကြီးတဲ့ပဲ တင်ပါဗျာတပည့်တော့ဘုံစီမှာအဘိဓမ္မာသင်ကျင်တာဗျာ in person မလာနိုင်သေးလို့ဗျာတင်ပါဟိုအခုတော့ Arhan Foundation က online နဲ့တော့တကယ်တော့second semester ရောက်ပါပြီတင်ပါဗျာဟုတ်တင်ပါဗျာ အတိပညာတော့တဘုတ်ရှိတော့ပဲပေါ့ တင်ပါဗျာ ကျေးဇူးဟုတ်တယ် ကျေး ဖမောပူလဲဟိုကသူလည်းခွဲဦးတယ်လား ဒီလေကိုကျန်းစားတယ်တော့ကောင်းနေရိုက်လေအကောင်อ่ะ ဟုတ်ရန်ကုန်မှာနေ့ပြန်လာတပတ်ကတရားပွဲကြီးတယ် ဘမောလားဟုတ်တယ်ရန်ကုန်ခုကြွမှာလေခဏလေးတန်း ဟိုကအဲ့ဟိုလေချမ်းဟွာကြတာဘလို့တန်ဟောနဲ့ဟောမလို့နေနော် အဲ့နားလေးမှာမိုက်တက် မိုင်းနောက်တက်တာ တော်တော့တိုးသွားတယ်ဒါကြောင့်ဖုံဖုံအတန်ဆိုအမြဲတမ်းနောက်ပိုင်းနားတဲ့တရားဆိုအဲ့လိုအတန်လေးပဲရတာလေဒါပေမဲ့မိုက်ကတော့ကတ်ထားတဲ့အကြောင်းတော့ကျယ်တယ်အခုလည်းကြားရတာပဲလေအဲ့လိုမျိုးအတန်နဲ့ပဲဟောရတာဘတရားဟောတာရက်တက်မှာပြီဖုံဖုံရေနော် ဟိုတော့လုံခဲ့တဲ့လင်းကနေကတရားဟောရက်ပြီးဆိုပြောပြီးတော့ အဲ့တော့တော်တော်လေးစင်ကူမှာတော့ခုတော့ပြန်ကောင်းလာတော့ပြန်ဟောတာဒါပေမဲ့အတန်မထွက်ပေမဲ့ရသလောက်အတန်ဝင်ဒီအထိဟောမယ်ဆိုပြီးတော့အတန်ထွက်နေသေးဟောမယ်ဆိုပြီးဟောရှာတာဘုံဘုံချမ်းမချမ်းသာပါလေဘုံဘုံကတော့ဟောဖြစ်သွားပါလေ ဓမ္မဘာယသာသနာစင်